ဒီကွန်ချာလေးတွေကိုရက်ပြင်းနဲ့စံရက်ကလေးနဲ့စိမ်ထားပါတယ်နောက်နေ့ကျရင်ဒုတ်ထထည့်ပါမယ်သူတို့ပြောတယ်လို့ပေါ့နော်ဝင်နေသေးပါနောက်ထားလို့ပါရှိတယ်ဘယ်လိုကိုရပါအချက်တာဟုတ်တယ်အချက်တာလာပါအနည်းကိုဒီကတပင်ထဲဒီမှာတပင်ထဲပြည်တည်ရက်ပြတောက်ထားပဲထည့်ရတယ်ဒီနေ့ဒီကနှစ်ပင်မှာထားပါတယ်အတကြမှာမလာဘူးခုချိန်ကြီးမွေးလေးရှိသေးတယ်နမ